HSK 6 Lesson 25草船借将ဒီနေ့ပြောမယ်သင်ခန်းစာလေးကတော့ဒီ3ပြည်တောင်တိုက်ပွဲဆိုတဲ့တမိုင်းဝင်ဝတ္ထုအရှည်ကြီးရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။那我们就开始吧。三国时期，东吴大将周瑜觉得自己很有才，却总比不过诸葛亮，心里一直不服气。服气ဆိုတာက to be convinced လက်ခံနိုင်တယ်လက်ခံလိုက်တာ我不服ဆိုတာကလက်မခံနိုင်ဘူးမကျင်တတ်ဘူး心里一直不服气စိတ်ထဲမှာအမြဲတမ်းမကျင်မတတ်ဖြစ်နေရဲ့သုံးပြည်တော်ခေတ်မှာသုံးဦးရဲ့စစ်သူကြီးကျိုးကြီးကသူ့ကိုယ်သူအရန်ကိုမှတော်တယ်အရေးချင်းရှိရလို့ထင်တယ်ဒါပေမဲ့ကျူးကျော်ရောက်ကိုဘယ်တော့မှမနိုင်ဘူးအဲ့အတွက်ကြောင့်မလို့သူ့စိတ်ထဲမှာအမြဲတမ်းမကျင်မတတ်ဖြစ်နေရဲ့一天，周瑜请来了诸葛亮，说：“我们就要跟曹操的军队打仗了，水上作战，用什么武器最好？”军队是的股票啦，武器လက်နက်。တရက်မှာ周瑜က诸葛亮ကိုဖိတ်ပြီးတော့ပြောတယ်我们就要跟曹操的军队打仗了曹操တို့ဘက်ကစစ်တပ်တွေနဲ့ငါတို့စစ်တိုက်ရတော့မယ်水上作战ရေပေါ်မှာတိုက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့用什么武器最好ဘယ်စစ်လက်နက်ကိုသုံးတာအသင့်တော်ဆုံးဖြစ်မယ်လို့ထင်လေတဲ့诸葛亮说弓箭周瑜说这话不假可现在我们缺箭当务之急是赶造10万支箭造箭的事就由你承办吧诸葛亮ကပြန်ဖြေတာ弓箭လို့ပြန်ဖြေတယ် bows and arrows လေးနဲ့များအကောင်းဆုံးပဲတဲ့အဲ့တော့周瑜ကပြောတယ်ဒီစကားအမှန်ပဲသူတို့စီမှာလက်ရှိမြားတွေနည်းနေတဲ့အတွက်ကြောင့်မို့လို့当务之急ပထမအဆုံးထိတ်မှထားပြီးဦးစားပေးလုပ်ရမယ့်အလုပ်က10万支箭မြားတသိန်းလောက်ရမယ်အလုပ်အဲ့တော့造箭的事မြားလောက်ရမယ့်အလုပ်ကို由你抢办ဆို诸葛亮ကိုလှုပ်ခိုင်းလိုက်တယ်当务之急 top priority ပထမဆုံးဦးစားပေးလုပ်ရမယ့်အလုပ်当务之急是解决这个问题အရင်ဆုံးဒီပြဿနာကိုအရင်ဖြေရှင်းရမယ်我们应该把环保作为当务之急ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုဦးစားပေးနေနဲ့လုပ်တင်တယ်诸葛亮说您委托的事当然要办好箭什么时候用周瑜说即将将箭10天怎么样委托တာဝန်ကိုယုံကြည်လို့အပ်နေထားတယ်您委托的事当然要办好မင်းကငါ့ကိုယုံကြည်လို့ပေးရထားတဲ့တာဝန်ဆိုတော့တေချာပေါက်ကောင်းအောင်လုပ်ရမှာပေါ့我委托你的事你一定要办好ငါမင်းကိုယုံကြည်လို့အပ်ထားတဲ့အလုပ်ကိုမင်းတေချာပေါက်ကောင်းအောင်လုပ်ရမယ်ကြည်ချောင်းဆိုတာကမကြခင်ဖြစ်တော့မှာကြည်ချောင်းကြောင်းကြံမကြခင်စစ်တိုက်တော့မှာအဲ့အတွက်ကြောင့်မို့လို့10天怎么样10ရက်ဆိုရင်ရောဘလို့လဲတဲ့မြားလုံးမဲ့ကိစ္စ哦诸葛亮说时间紧迫3天也行周瑜说这是公务可不能开玩笑紧迫ဆိုတာက urgent ဖြစ်တာအလင်းလိုနေတာ时间紧迫အကွဲအရေးတကြီးအလင်းလိုနေရင်3天也行3ရက်လောက်နဲ့လည်းရတယ်တဲ့周瑜说周瑜ကပြောတယ်这是公务ဒါက public affairs official business တေချာလုပ်ရမယ့်အလုပ်可不能开玩笑开玩笑ကဟာတာလောက်တာတော့ပေါ့ပြက်လုပ်လို့မရဘူးလို့ပြောတာ诸葛亮说3天造不好箭愿受惩罚3ရက်အတွင်းများကောင်းကောင်းမလုပ်နိုင်ရင်အပြစ်ကိုခံယူပါမယ်လို့ပြောလိုက်တယ်周瑜很高兴谢宴款待诸葛亮诸葛亮临走时叮嘱周瑜3天以后请派人到江边来搬箭谢宴款待ဧည့်သည်ကိုကျွေးမွေးဧည့်ခံတယ်周瑜က很高兴အရင်ဝမ်းသာသွားပြီးတော့မှ谢宴款待诸葛亮ကိုဧည့်ခံတယ်诸葛亮临走时诸葛亮မသွားခင်မှာ叮嘱周瑜ခဏအထက်ခါမှာကြားတယ်3天以后请派人到江边来搬箭3ရက်ပြီးသွားလို့ရှိရင်မြစ်ဘေးမှာလာပြီးတော့မှမြားယူမဲ့လူလွတ်လိုက်ပါဆိုပြီးပြောတယ်鲁肃对周瑜说鲁肃ဆိုတဲ့လက်အောက်ငယ်သားက周瑜ကိုပြောတယ်10万支箭3天怎么造得成မြားတသိန်းကို3ရက်အတွင်းဘယ်လိုလုပ်ပြီးမှလဲ诸葛亮不会说话不算数吧诸葛亮ကပြောပြီးရဲ့စကားမတီးရတော့မဟုတ်ဘူးမှလားတဲ့周瑜说我又没有逼迫他是他自己说的逼迫ဆိုတာက to force to coerceတွန်းအားပေးတယ်အကြက်ကင်တယ်အဲ့တော့周瑜ပြောတာကငါသူ့ကိုဖိအားပေးအကြက်ကင်တာမဟုတ်ဘူးသူ့ဘာသာသူပြောလာတာလို့ပြောတာ算数အတိမှတ်ယူလို့ရတယ်他说的话算数吗သူပြောတဲ့စကားကအတိမှတ်လို့ရလား说话不算数ပြောတဲ့စကားကိုအတိမှတ်လို့မရဘူး他被逼迫做出决定被逼迫ဆုံးဖြတ်ချက်လုပ်ဖို့ဖိအားပေးခံရတယ်
我得吩咐下属，造战用的材料不要给他准备齐全，也不能供应充足，故意给他拖延时间，到期限造不出件，他就活该受罚了。周瑜ကသူ့ရဲ့လက်အောက်ငယ်သားတွေကိုမှာထားတယ်ကျူးကျော်လျောင်မြားလို့ဖို့လိုအပ်တဲ့ကိရိယာတစားပလာပစ္စည်းတွေကိုဘာမှအစုံလင်မထောက်ပံ့ပေးနဲ့ဒီသူ့ကိုတမင်အချိန်ဆွဲပြီးတော့မှ deadline သတ်မှတ်ထားရဲ့ကြော်လို့မှမြားတသိန်းလုံးလို့မပြီးရင်အပြစ်ပေးခံအောင်လို့拖延症 procrastination အချိန်ဆွဲခြင်း他总是拖到期限的最后一天才动手拖到期限的最后一天 deadline မလို့ခင်ရှေ့တရက်လောက်ထိအချိန်ဆွဲပြီးမှအလုပ်စလုပ်တယ်报名的期限是下周五နာမည်စင်းပေးရမယ်နောက်ဆုံးရက်ကနောက်အပတ်တောက်ကြ你去探听探听他是怎么打算的回来向我汇报ကျူးကျော်လျောက်ဘာလို့ဖို့ကြံစီနေလဲဆိုတာကိုသွားဆုံစမ်းပြီးတော့မှပြန်လာရင်သူ့ကိုသတင်းပို့ဆိုပြီးတော့ကျိုးကြီးကပြောလိုက်တယ်鲁肃去探望诸葛亮，见面寒暄过后，诸葛亮说：“3天要10万支箭，你得包包我。”鲁肃说：“你不要为难我，我怎么包得了你？”探望 to pay a visit to သွားရောက်လေပတ်သည်寒暄နှုတ်ဆက်စကားဆိုရယ်ဝေးနံအခက်တွေ့အောင်လုပ်တယ်လူစုကကျူးကျော်လျောက်စီကိုတွားရောက်လေပတ်တဲ့အခါမှာနှုတ်ဆက်စကားဆိုပြီးရဲ့နောက်ကျူးကျော်လျောက်ကပြောတယ်3ရက်အတွင်းမြားတသိန်းရအောင်လုပ်ရမယ်အတွက်ကြောင့်မလို့မင်းငါ့ကိုကူညီမဖြစ်မယ်တဲ့လူစုကပြောတယ်不要为难我ငါ့ကိုအခက်တွေ့အောင်မလုပ်ပါနဲ့我怎么包得了你ငါမင်းကိုဘယ်လိုကူညီလို့ရမှာလဲကျူးကျော်လျောက်说你借给我20条船每条船需要30名士兵船用黑布遮到掩密再把巢捆成块够要1000个拍在船的侧面我有用လေအစင်း20နဲ့လေတစ်စင်းစီမှာစစ်သားအယောက်35ခိုင်နဲ့ပြီးတော့လေတစ်ခုလုံးလည်းအနက်ရောင်ပိတ်စာနဲ့တင်းတင်းကြပ်ကြပ်ခြိထားပြီးတော့မှမျက်ခြောက်ထုတ်တွေကိုမျက်ခြောက်ထုတ်1000ကိုလည်းဒီလေရဲ့ဘေးဘက်တွေမှာစီခိုင်းထားတယ်不过这是机密你得替我保密不要走漏消息否则我性命难保鲁肃答应了回来报告周瑜果然没提借船的事只说造战的材料诸葛亮都不用机密 confidential လျှို့ဝှက်ချက်保密ကထိမ့်သိမ့်ပြီးထားတယ်လျှို့ဝှက်ချက်ကို走漏消息သတင်းချက်လဲပေါက်ကြားသွားတာဒီကိစ္စကကြီးမိလျှို့ဝှက်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီတိန်ထိဝ保မိငါအစာမင်းလျှို့ဝှက်ချက်ကိုထိမ့်ပြီးထားရမယ်不要走漏消息အချက်လက်ကိုမပေါက်ကြားစေနဲ့否则မဟုတ်ရင်我性命难保အသက်ကိုအာမခံမှုခက်တယ်အဲ့တော့လူစုကလည်း答应了ဂတိပေးလိုက်ပြီးတော့မှ回来报告周瑜ကိုသတင်းပြန်ပို့တဲ့အခါမှာလဲ果然媒体借船的事လှေငါးပေးမယ်ဆိုတဲ့အကြောင်းမပြောလိုက်ဘူး只说造战的材料诸葛亮都不用မြားလုံးမဲ့အစာပလာတွေတစားပလာတွေအကုန်လုံး诸葛亮အသုံးမလိုဘူးလို့ပဲပြောလိုက်တယ်တဲ့周瑜沉思良久猜不出诸葛亮的意图只好等着沉思良久အကြာကြီးစဉ်းစားပေမဲ့လည်း猜不出诸葛亮的意图ကျူးကျော်လျောက်ဘာလို့ခြင်းလဲဘာလုပ်ချင်နေလဲဆိုတော့ तू စဉ်းစားလို့မရဘူးအဲ့ဒီအတွက်ကြောင့်မလို့只好等着စောင့်နေလိုက်တယ်鲁肃私自弄来20条快船按诸葛亮说的安排妥当头2天诸葛亮那儿毫无动静第3天过了午夜诸葛亮把鲁肃请到船上说和我一起去取剑之后反复用线索把船连在一起朝曹操占领的北岸开去လူစုကသူ့တဘောနဲ့သူလေစင်း20ယူလာပြီးတော့မှကျူးကျော်လျောက်ပြောတဲ့အတိုင်းလုပ်တယ်ထိုးလျောင်ချင်းပထမ2ရက်မှာတော့诸葛亮那儿毫无动静ဘာမှမလုပ်ပေမဲ့第3天过了午夜ညတကောင်ကြိုသွားတဲ့အခါတတိယမြောက်နေ့ညတကောင်ကြိုသွားတဲ့အခါမှာဒီကျူးကျော်လျောက်ကလူစုကိုလေပေါ်ခေါ်ပြီးတော့ပြောတယ်和我一起去取剑မြားသွားယူအောင်ဆိုပြီးမှပြောလိုက်တယ်ပြီးတော့မှဒီကျိုးနဲ့လှေတွေအကုန်လုံးကိုတစ်ဆက်တည်းတန်းနဲ့ပြောင်ချိတ်ပြီးတော့မှ6ချောင်းတို့သိမ့်ပိုက်ထားတဲ့မြောက်ဘက်ကမ်းခြေဘက်ကိုမောင်းသွားတယ်此时大雾封锁了江面不远处什么都看不清船悄悄地靠近了曹操的驻家地士兵在诸葛亮指定的地点叫船头朝西船尾朝东椅子摆开船上的士兵奋力朝鼓起声高喊声音能多少料就多少料鲁肃吃惊地说草兵出来怎么办大雾封锁了江面ဆိုတာက
封锁ဆိုတာပိတ်ထားတယ်ကာထားတယ်ဒီမြစ်နဲ့ပြင်တစ်ခုလုံးကိုမြူတွေနဲ့ကာထားတယ်လို့ပြောတာ不远处什么都看不清နီးလေးမဟုတ်ရင်ဘာလို့မှရှင်းရှင်းလင်းလင်းမမြင်ရဘူးဒီက6လို့တက်ဆွဲထားတယ်ကမ်းနားကိုရောက်လာပြီးတော့မှကျူကြားတိဆိုတာတက်ဆွဲရတဲ့နေရာဒီစစ်သားတွေကလည်းကျူးကျော်လျောက်ချစ်တင်းတဲ့တိတည်းဒီကျူးကျော်လျောက်ချထားတဲ့ဒီစီစဉ်ပေးထားတဲ့နေရာမှာပဲဒီလှေရဲ့ခေါင်းကိုအနောက်ဘက်ကိုလှည့်ပြီးတော့မှလှေရဲ့အမီးကိုအရှေ့ဘက်ကိုလှည့်ထားပြီးတော့မှတဒန်းနဲ့ဖြောင်စီထားလိုက်တယ်။လှေပေါ်မှာလဲစစ်သားတွေကဘုံတွေတီးပြီးတော့အတန်တွေអော်ကြတယ်။အတန်ကို能多少料做多少料ဒီ loud and clear ကြဲကြဲလောင်နဲ့တိတ်တိတ်ချာချာကြားနိုင်သမျှကြားအောင်អော်တယ်။အဲ့ဒါနဲ့လူစုကနေပြီးတော့မှဒီ6တို့ရဲ့စစ်သားတွေထွက်လာရင်ဘယ်လိုလုပ်မလဲဆိုပြောလိုက်တယ်။诸葛亮笑答误这么大曹操不敢派兵出来鲁肃跟诸葛亮来到船上，看到漳州一摆下酒菜，只得心神不定地与诸葛亮饮酒。诸葛亮ကရီပြီးတော့ပြန်ဖြေတယ်။မြူတွေအလောက်ကြီးရဲ့အတွက်6ကသူ့တက်တွေကိုမစင်မကျင်မလွတ်ရဲဘူး။အဲ့ပြောလူစုကလည်း诸葛亮နဲ့တူလှေပေါ်တက်သွားပြီးတော့မှလှေဝမ်းထဲမှာပဲစိတ်မအေးစွာနဲ့ပဲတရေတောက်နေလိုက်တယ်။曹操听到鼓声和叫喊声笑成一片。嘱咐下属江上大雾茫茫我们弄不清情况不要轻易出兵于是调动了上万名弓箭手一齐朝传来鼓声的方位放箭箭哨雨点一样落在船上曹操ကဘုံတီးရဲ့အတန်တွေအော်တန်တွေကိုကြားတော့ကျူဖူရှာရှူလက်အောင်ငယ်သားတွေကိုမှားကြားလိုက်တယ်။江上大雾茫茫မြစ်မျက်နှာပြင်မှာမြူတွေအရမ်းများနေပြီးတော့မှ我们弄不清情况အခြေအနေဘာလဲဆိုတာသိချာမသိရဘူး။不要轻易出兵စစ်သားတွေကိုအလွယ်တကူမလွတ်လိုက်နဲ့ဆိုပြီးပြောလိုက်တယ်။于是调动了上万名弓箭手一齐朝传来鼓声的方位放箭အဲ့အတွက်ကြောင့်မို့လို့အချိန်ကြီးပြောင်းပြီးတော့မှမြားတောင်းကြော်ကိုတပြိုင်နက်တည်းအတန်ကြီးလာရဘတ် direction ကိုပြစ်လွတ်လိုက်တယ်။မြားတွေကမိုးရေတွေလိုပဲလှေပေါ်ကိုကျသွားတယ်။一会儿诸葛亮下令把船调过来ခဏနေတော့诸葛亮ကလှေတွေကိုပြန်လှည့်လာဖို့အမိန့်ပေးလိုက်တယ်။船头朝东船尾朝西ဘလို့လှည့်ရမှာလဲဆိုတော့လှေရဲ့ဦးခေါင်းကိုအရှေ့ဘက်လှေရဲ့အမီကိုအနောက်ဘက်ပြန်လှည့်လိုက်တယ်士兵们情绪高涨依旧敲鼓高喊逼近曹军去守将士兵们情绪高涨စစ်သားတွေကလည်းစိတ်တွေတက်ကြွလာပြီးတော့မှအတန်တွေအော်ဟစ်ပြီးတော့ဒီ6တို့ရဲ့တက်အနီးနားကိုသွားပြီးတော့မြားတွေသွားခံယူရယ်凌晨雾还笼罩着江面မနက်အစောကြီးဆိုတော့မြူတွေကဒီမြစ်မျက်နှာပြင်ကိုဖုံးအုပ်ထားသေးတုံးပဲ船两边的草块上插满了箭လှေရဲ့ဘေးနှစ်ဖက်လုံးမှာရှိတဲ့မြက်6ထုပ်တွေမှာမြားတွေအများကြီးပဲစိုက်ဝင်နေပြီး诸葛亮命令士兵启程返航စပြီးတော့မှပြန်ဖို့အတွက်ဒီစစ်သားတွေကို诸葛亮ကအမိန့်ပေးလိုက်တယ်曹操知道上当了ဒီ6ကလည်းသူလှည့်စားခံလိုက်ရပြီးအလိန်ခံလိုက်ရပြီးဆိုတာသိလိုက်တယ်可诸葛亮的船已经走远了ဒါပေမဲ့诸葛亮လှေကအဝေးကြီးကိုရောက်သွားနေပြီ20条船靠岸的时候周瑜派来搬箭的人也到了လှေစင်း20လုံးကန်းကတ်တဲ့အခါမှာ周瑜ကလွတ်လိုက်တဲ့မြားတယ်မဲ့သူတွေကလည်းရောက်နေပြီ大致算了算船上的箭共有10万多只诸葛亮圆满完成了任务大致 roughly approximately ပြန်မြအဖြစ်ခန့်မှန်းကြည့်တွက်တဲ့အခါမှာ算了算船上的箭共有10万多只လှေပေါ်မှာရှိတဲ့မြားတွေကတသိန်းကျော်တယ်အဲ့အတွက်ကြောင့်မို့လို့诸葛亮က圆满完成了任务တာဝန်ကိုအောင်မြင်စွာပြီးမြောက်သွားတယ်圆满က perfect ဖြစ်တယ်ပြီးပြည့်စုံတယ်鲁肃见了周瑜鲁肃က周瑜ကိုတွေ့တဲ့အခါမှာ告诉他借箭的经过ဒီမြားသွားငှားတဲ့အဖြစ်အပျက်ကိုအတွေ့အကြုံကိုပြောပြလိုက်တယ်周瑜က叹着气说ဒီတက်ပြင်းချပြီးတော့ပြောလိုက်တယ်他真是天才确实比我高明သူကတကယ်ပဲဉာဏ်ကြီးရှင်တယောက်ဖြစ်နေရပဲငါထက်ကူမှထက်သေးရဲ့ဆိုပြီးတော့မှတက်ပြင်းချပြီးပြောလိုက်တယ်